ဒီတင်းနေပြောင်းမအထုတ်ကိုဘလို့လိမ့်ရမလဲဆိုရလူတွေအတွက်ပေါ့နော်လိမ့်ပုံလိမ့်နီးမတည်သေးတဲ့လူတွေအတွက်ကိုကြီးကားကနေလိမ့်ပြပေးသွားပါမယ်ရှင်ကြီးဟာအခုအောက်ခံပေါ့နော်အောက်ခံသားကိုလိမ့်ထားတယ်ပြီးရင်ဟောဒီကထောပတ်အမုံကိုလိမ့်ပြပါမယ်အစစ်စစ်လိမ့်ပြပါမယ်လိမ့်ပုံလိမ့်နီးဒါမတည်သေးတဲ့ညီမလေးတွေအတွက်ကိုလိမ့်ပြတာပါနော်ဒါလေးကကြီးအောက်ခံလေးလိမ့်ထားတယ်လိမ့်ပြီးပြီဆိုရင်ဟောဒီကတင်းနေအရှင်းပြောက်တဲ့ဟောထောပတ်ဒီအမှောင်ကိုကြောက်ပြင်ပေါ်မှာဒီမှာကိုလိမ့်မိတ်ကြောက်ပြင်ပေါ်မှာပေါ့နော်ဒီလိုမျိုးလေးယူပြီးတော့သူ့ရဲ့အမှောင်လေးကိုအများကြီးထည့်စရာလည်းမလိုဘူးပေါ့နော်အမှောင်လေးကိုယူပြီးတော့ဒီလိုကလိမ့်မမယ်တနခါအတုံးနဲ့လိမ့်နီနဲ့သူကတနခါအတုံးလေးနဲ့ရောပြီးတော့လိမ့်ပေးပါကြီးအားကြတော့တနခါတုံးမဟုတ်ဘူးဒီမှာကြီးဝဲထားတာအမြင့်အခဲတုံးအမြင့်အခဲလေးပေါ့နော်ဒီအမြင့်အခဲလေးနဲ့ကြီးအားရောပြီးလိမ့်မှာ sun cream သုံးတဲ့လူဆိုရင်တော့မဖြစ်မနေ sun cream လေးထည့်သုံးလို့ရပါတယ်ဒါ sun cream သုံးတဲ့လူဆိုရင် sun cream လေးထည့်ပြီးတော့သုံးပါကဲပြီးရင်ရေလေးဆွတ်မယ်ဒါကလိမ့်ပုံလိမ့်နီးမသိတဲ့လူတွေကိုပေါ့နော်တချို့ကြတော့လေမက်ဆိုတာနဲ့ဒီမျက်နှာကိုကတ်တဲ့ကတ်ခွာပုံစံမျိုးပဲသူတို့ကထင်တာအဲ့လိုမဟုတ်ပါဘူးရှင်ဒီထောပတ်ဒီအမှုံကိုတနခါအခဲတို့မဟုတ်အတုံးနဲ့ဒီလိုမျိုးလေးရောပြီးတော့လိမ့်ပြီးလို့ရပါတယ်ကြီးကတော့အမြင့်အခဲလေးကိုဝဲထားတာပေါ့နော်ကဲဒီလိုမျိုးလေးတွေးရမှာပါဒီလိုမျိုးလေးရောပြီးတော့တွေးရမှာပါရှင်ထောပတ်ဒီအမှုံကိုဒီလိုမျိုးလေးရောပြီးတော့ကြောက်ပြပေါ်မှာတွေးပြီးရင်ဟောဒီမှာပါဒီမှာလုံးဝကိုပြနစ်ကလေးသူကနူးညံ့လေးသူ့ရဲ့အသားလေးอ่ะလေလုံးဝနူးညံ့အစ်ဆက်ကလေးကြည်တို့ကအမုတ်တိုက်ကိုနူးညံ့လေးထုတ်ပေးထားတာဖြစ်တာမလို့ရောပြီးတော့တွေးလိုက်တဲ့အခါမှာလေဒီလိုမျိုးနူးညံ့အစ်ဆက်ကလေးပါပေါ်တင်လိုက်ရင်လေလုံးဝနူးညံ့လေးပေါ့နော်တောထဲကိုထွက်ပြီးအလုံးလုံးနေရလေးတွေနေပူလေးထွက်ပြီးအလုံးလုံးနေရတဲ့လူတွေအထူးသဖြင့်လိမ့်တင်ပါတယ်ဒီလိုမျိုးလေးလိမ့်ပေးပါမနက်ကိုတစ်ချိန်ညကိုအိပ်ရမဝင်ခင်လိမ့်ပြီးတော့အိတ်လို့လည်းရတယ်လိမ့်ထားပြီးတော့ရေပြန်မျက်နှာတစ်လို့လည်းရတယ်လိမ့်ပြီးအိတ်မယ်ဆိုပိုးပြီးကောင်းပါတယ်ရှင်ဘာဥပမာမဖြစ်ဘူးတဘာဝအသီးဖြစ်တာမလို့တဘာဝအသီးရဲ့အမုံဖြစ်တာမလို့ပေါ့နော်ကြည်တို့ဒီခမီကယ်လုံးဝမ